Hello အားလုံးမင်္ဂလာပါရှင်အမန် beauty center ရဲ့ hair designer Hannah ပဲဖြစ်ပါတယ် Hannah ဒီနေ့မှာတော့သပင်ရှိထားမဲ့သူလေးတွေအတွက်ကိုယ့်ရဲ့စံဂီတာကိုကောင်းမွန်ပြီးကျန်းမာတဲ့စံဂီတာပိုင်ရှင်လေးဖြစ်ဖို့အတွက်ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ဟာလေးကိုပြောဝက်ချက်5ချက်လေး share လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်အနောက်ဆုံးအနေနဲ့မိမိရဲ့စံသားချင်းတွေပေါ်မူတည်ပြီးတော့ခေါင်းလျှော်ရည်ချက်မှုမှန်ကန်မှုလိုပါတယ်ကိုယ့်ရဲ့စံသားကဥယျာဉ်ပြားစီပြန်တဲ့စံသားမျိုးလားဥယျာဉ်ပြား6တဲ့စံသားမျိုးလားပေါက်ရမ်းထားတဲ့စံသားမျိုးလားဒါမှမဟုတ်သပင်ကျွတ်လွယ်တဲ့စံသားမျိုးလားဆိုတာကိုပြရပါမယ်အဲ့ဒါလေးပေါ်မှာမူတည်ပြီးတော့မှစံမှုမျိုးစားကိုရွေးချယ်ပြီးတော့မှမှန်ကန်စွာရွေးချယ်ပြီးသုံးတတ်ဖို့လိုအပ်ပါတယ်ရှင်စီဆိုးထားတဲ့သူလေးတွေအတွက်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ color safe ဖြစ်ပြီးတော့မှ sulfate free ပေါ့နော်စပြတန်းနေတဲ့ရှမ်ပူမျိုးကိုရွေးချယ်ပြီးတော့သုံးပေးဖို့လိုအပ်ပါတယ်ရှင်ဒီဗီဒီယိုတစ်ချက်အနေနဲ့ကတော့ရင်းနှီးနဲ့ကောင်းလျှော်တာမျိုးကိုအတက်နိုင်ဆုံးရှောင်ကျဉ်ပေးဖို့လိုအပ်ပါတယ်ရှင်ရင်းနှီးနဲ့ကောင်းလျှော်တဲ့အခါမှာရင်းနှီးရာဆန္ဒထဲမှာရှိတဲ့တဘာဝအစီဓာတ်ကိုခန်းချောက်စေပြီးတော့မှဆန္ဒတွေကျန်းသွားတာမျိုးဖြစ်တတ်ပါတယ်ရှင်ဒီတစ်ချက်အနေနဲ့ကတော့ပေါင်းစည်းကိုမှန်ကန်စွာသုံးတတ်ဖို့လိုအပ်ပါတယ်ပေါင်းစည်းသုံးတဲ့အခါမှာဆန္ဒအလယ်ကနေမှအဖျားထိပဲသုံးပေးဖို့လိုအပ်ပါတယ်ရှင်ဆန္ဒရည်ထိသုံးလိုက်တဲ့အခါမှာဥယျာဉ်ပြားမှာတော့ပေါင်းစည်းတွေပျော်စည်းတွေကပုံသွားပြီးတော့မှမှုညစ်ပေါက်လေးပိတ်ပြီးစပင်ချွတ်တာမျိုးလေးဖြစ်တတ်ပါတယ်ရှင်။တစ်ပတ်ကိုတစ်ကြိမ်လောက် hair mask ကပ်ပေးခြင်းဖြင့်ဆန္ဒအတွင်းပိုင်းထိအဖြစ်ပြီးတဲ့အတွက်ကြောင့်မို့ပေါင်းစည်းလေးနဲ့တစ်ပတ်ကိုတစ်ကြိမ်လောက်ပုံမှန်ပေါင်းပြီးလို့လိုအပ်ပါတယ်ရှင်။ဆက်နေနေရတော့အပူဒဏ်ကနေပြီးတော့မှကာကွယ်ပေးရမှာဖြစ်ပါတယ်ရှင်။ကိုသုံးနေကြဖြောင်းဆက်တွေစက်တင်လိုက်တဲ့ဆက်တွေ hair dryer တွေမသုံးခင်မှာ hair protection spray သို့မဟုတ် serum လေးပေါ့နော်။အပူခံဖြန်းစည်းလေးကိုကြိုပြီးတော့ဖြန်းပြီးတော့မှအသုံးပြုသင့်ပါတယ်ရှင်။စပင်ဆန္ဒကိုအပူအရန်အပြင်းမသုံးမဲနဲ့အပူလေးကိုထိမိပြီးတော့မှသုံးပေးခြင်းအားဆန္ဒဖျားနှုတ်ခဖြစ်ခြင်းကိုလည်းကာကွယ်ပေးပါရရှင်။နောက်ဆုံးချက်နံပါတ်5ချက်အနေနဲ့ကတော့စပင်လေးကို3လကိုတစ်ကြိမ်လောက်အဖျားတိပေးတာမျိုးလေးကိုလုပ်ပြီးတင်ပါရရှင်။စပင်လေးကိုအဖျားကို3လတစ်ကြိမ်တိပေးခြင်းအပြင်စပင်အဖျားနှုတ်ခဖြစ်ခြင်းကိုကာကွယ်ပေးတဲ့အပြင်ပုံမပြီးတော့ကောင်းမွန်ပြီးကျန်းမာတဲ့ဆန္ဒပုံစံလေးဖြစ်စေပါရရှင်။ပြီးတော့အိတ်တဲ့ခါမှာလည်းကိုယ့်ရဲ့ခေါင်းစွပ်လေးကိုပူသားခေါင်းစွပ်မျိုးလေးရွေးချယ်ပြီးတော့ပုံသင်ပါရရှင်ပူသားခေါင်းစွပ်လေးနဲ့အုံတဲ့ကြောင့်မျိုးစပင်ကြီးရပြတ်ထက်တာမျိုးတွေအန်ရကနေမှကင်းဝေးစေပါရရှင်ဒီဗီဒီယိုလေးကနေပြီးမှဘူးတူတာသုံးပြရရှိမယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါရှင်